စကားပြောဖတ်တံပေါင်းအခု100ထိ Future Web Page ကနေပြီးတော့တင်ဆက်ပေးသွားမှာဟုတ်လို့အင်္ဂလိပ်စာလေ့လာခြင်းနဲ့ဆိုရင်တော့စာအုပ်လေးတစ်အုပ်လေးထုတ်ပြီးတော့လိုက်လေ့လာလို့ရပါတယ် page လေးကိုလည်း follow လေးလုပ်ထားခဲ့ပါနော်အဲ့တော့ဒီနေ့လေ့လာရမယ် pattern 4ပေါ့ pattern 4ကကြတော့ subject plus want O2 plus infinitive O ဆိုတာဒီနားမှာ object ကိုအတူကောက်ရေးထားတာဖြစ်ပါတယ် subject plus want object 2 plus infinitive infinitive ဆိုတာက verb 1 UUSD ESD မပေါင်းတဲ့အခြေခံ verb လေးကိုဆိုလိုချင်တာပါနော်မြန်မာလိုအဓိပ္ပာယ်လေးကကွက်လက်ကိုစေခြင်းသည်ဖြစ်စေခြင်းသည်ဒါကတော့သူများကိုပဲဖြစ်စေချင်တာကိုကအဲ့တော့ပို့ပြီးတော့ရှင်းသွားအောင်ဥပမာစာကြောင်းလေးနဲ့အတူလေ့ကျင့်ကြည့်ရအောင်ငါမင်းကိုဂရုစိုက်နားထောင်စေခြင်းနဲ့ I want you to listen carefully. I want you to listen carefully. I ကျွန်တော်ကအဲ့တော့ဒီနားမှာ pattern လေးရ subject want object 2 plus infinitive ပုံစံရေးမှာပေါ့နော်ငါဆိုတော့ subject ကို I လေးထားလိုက်မယ် subject ပြီးသွားတာနဲ့ want O ဆိုတော့ want ကိုရေးလိုက်မယ် O ဆိုတဲ့ object လေးနေရာမှာ မင်းကိုဆိုတဲ့အတွက်ဘာလေးထည့်မလဲ you လေးထည့်မယ်ဒီနားမှာသူမကိုဆိုရင် her လေးထည့်ပေးရမှာပေါ့နော်အဲ့တော့ I want you ငါမင်းကိုဘာဖြစ်စေချင်တာလဲ to listen ဆိုရယ် infinitive လေးထည့်ပေးလိုက်မယ်နားထောင်စေချင်တာဂယုတစိုက်ဆိုတော့ effort လေးကို verb ရဲ့နောက်ကလေးမှာထည့်ပေးလိုက်မယ် carefully ပေါင်းပြီးတော့ပြောကြည့်ရအောင် I want you to listen carefully ငါမင်းကိုဂယုစိုက်နားထောင်စေချင်တယ်သူကငါ့ကိုသူ့ကိုပြန်ချစ်စေချင်တယ် He wants me to love him back He wants me to love him back လို့ပြောလို့ရပါတယ်သူကဆို subject နေရာမှာ he လေးထည့်ပေးလိုက်မယ် subject wants O2 ပုံစံရေးမှာဆိုတော့ subject he ပြီးသွားတာနဲ့ wants object နေရာမှာငါ့ကိုဆိုတော့ me လေးထည့်လိုက်မယ်ပြီးတော့မှ to infinitive ရေးမှာဆိုတော့ to love ချစ်စေချင်တယ်သူ့ကိုဆိုတော့ him သူ့ကိုပြန်ပြီးတော့ဆိုတော့ back back ကလေးထည့်ပေးလိုက်မယ်ဒါဆိုလို့ရှိရင်သူကငါ့ကိုသူ့ကိုပြန်ချစ်စေချင်တယ်ဆိုတဲ့စာကြောင်းလေးရသွားပြီပေါ့နော် He wants me to love him backသူမကသူမရဲ့ကလေးတွေကိုပျော်ရွှင်စေချင်တယ် She wants her children to be happy She wants her children to be happy လို့ပြောလို့ရပါတယ် subject နေရာမှာ she ဆိုတဲ့သူမကိုရေးလိုက်မယ် want မှာ s လေးဘာကြောင့်ပေါင်းပေးရလဲ subject အနေကိန်းဖြစ်တဲ့အတွက်ကြောင့်မလို့ပါ want ရဲ့နောက်ကဖတ်ထန်ရ object လေးထည့်ပေးရမှာ object ကသူမရဲ့ကလေးတွေကိုဆိုတာက object ဖြစ်ပါတယ်ဒါကြောင့်မလို့ her children ဆိုတာလေးထည့်ပေးလိုက်မယ်သူရဲ့နောက်မှာ to infinitive ပုံစံရေးရမှာဆိုတော့ပျော်ရွှင်စေခြင်းနဲ့ဆိုပျော်ရွှင်သည်ဆိုတဲ့ verb လေးဖြစ်ပြောင်းလဲခြင်း be happy လို့ရေးပြရပါတယ် to ရဲ့နောက်မှာဟုတ်လို့ be လေးထည့်ပေးရပါတယ်နော် verb to be တွေကအခြေခံကြဆုံးဖြစ်တဲ့ infinitive သည် be ဖြစ်ပါတယ်ဒီနောက်မှာ to happy လို့တွားရေးလို့မရပါဘူး happy သည် adjective ဖြစ်တဲ့အတွက်ကြောင့်မို့လို့ adjective တွေကို verb တစ်လုံးဖြစ်ပြောင်းခြင်းရင် be နဲ့ပေါင်းဆက်ပေးရတယ်ဒါမှမဟုတ်ရင် get နဲ့တွဲပေးလို့လည်းရပါတယ်เนาะအဲ့တော့ to get happy လည်းရတယ်လို့ to be happy လည်းရေးလို့ရပါတယ်ပြန်ဆိုကြည့်ရအောင် She wants her children to be happy သူတို့ကငါ့ကို project ကိုဦးဆောင်စေချင်တာ They want me to lead the project They want me to lead the project လို့ပြောလို့ရပါတယ်သူတို့ကဆို they want O2 ပုံစံလေးရေးရမှာအဲ့တော့ want မှာဘာမှ s တွေမပေါင်းပါဘူးဘာကြောင့်လဲ subject အများကြီးဖြစ်လို့ object နေရာမှာ me ကျွန်ုပ်ကိုငါကိုဆိုတဲ့ object pronoun လေးထည့်ပေးလိုက်မယ်ပြီးတော့ to infinitive ဆိုတော့ဥဆောင်စေချင်တာဆိုတော့ to lead လေးရေးပေးလိုက်မယ်ပြီးရင် project ကိုဆိုတာကို the project เนาะရေးလိုက်ပါမယ်ဒါဆိုရင် they want me to lead the project သူတို့ကငါ့ကို project ကိုဦးဆောင်စေချင်တာဆိုရင်ပုံစံလေးဖြစ်သွားပါတယ်သူကသူ့တငယ်ချင်းကိုပါတီကိုလာစေချင်တယ် He wants his friend to come to the party He wants his friend to come to the party လို့ပြောလို့ရပါတယ်သူကဆို subject နေရာမှာ he လေးကိုရေးလိုက်မယ် subject want object to လို့ရေးရမှာဖြစ်တဲ့အတွက် subject ပြီးသွားနဲ့ want ကိုဒုတိယအဆင့်မှာရေးပါမယ် he အနေကိန်းဆို want မှာ s ပေါင်းဖို့မမေ့ပါနဲ့ object နေရာမှာ his friend သူ့ရဲ့တငယ်ချင်းကိုဆိုတာလေးရေးလိုက်မယ် to infinitive ပုံစံရေးမယ် party ကိုလာတယ် party ပွဲကိုလာတယ်ဆို come to the party လို့အတွဲလိုက်ချက်တိုင်းပို့ဆင်ပြပါတယ်အဲ့တော့ to ရဲ့နောက်မှာ come to the party ဆိုတဲ့ infinitive ပုံစံလေးထည့်ပေးလိုက်ပါမယ်ဒါဆိုရင်တော့ he wants his friend to come to the party သူကသူ့တငယ်ချင်းကို party ကိုလာစေခြင်းနဲ့ငါတို့ကဆရာကိုဒါကိုထပ်ရှင်းပြစေခြင်းနဲ့We want the teacher to explain this again
We want the teacher to explain this again လို့ပြောလို့ရပါတယ်ငါတို့ကဆိုတဲ့ subject ကို we လေးရေးလိုက်မယ်ဒုတိယဆင့်အနေနဲ့ want မှာဘာမှ s မပေါင်းရဘူးအများအကိန်းဖြစ်တဲ့အတွက် subject ကနော် object နေရာမှာဆရာကိုရှင်းပြစေချင်တာဖြစ်တဲ့အတွက် the teacher ဆရာကို to explain ရှင်းပြစေချင်တာဒါကိုဆို this ထပ်ပြီးတော့ဆိုရင် again လေးထည့်ပေးလိုက်ပါဒါဆိုရင်နော် we want the teacher to explain this again ငါတို့ကဆရာကိုဒါကိုထပ်ပြီးတော့ရှင်းပြစေချင်တယ်ငါတထေးကငါကိုအစီရင်ခံစာကိုတောက်ကြနေနောက်ဆုံးထားပြီးအောင်လုပ်စေချင်တာ My boss wants me to finish the report by Friday. My boss wants me to finish the report by Friday. လို့ပြောလို့ရပါတယ်။ငါတထေးကဆိုတော့ my boss စေချင်တယ်ဆိုတော့ wants me to my boss ကအနေဖြစ်တဲ့ want မှာ s ပေါင်းပေးရပါမယ်။ငါကိုဆိုတော့ object ကို me လေးရေးပေးလိုက်မယ်။ to infinitive ပုံစံရေးမှာပြီးအောင်လုပ်စေချင်တယ်ဆိုတော့ပြီးအောင်လုပ်တာက finish ဆိုတဲ့ verb လေးကိုရေးလိုက်မယ်။အစီရင်ခံစာဆိုတော့ the report လေးရေးလိုက်မယ်ပေါ့နော် by Friday by ရင်နောက်မှာအချိန်ကြီးတွဲပြီးတော့ကပ်ပြီးတော့ပါလာလို့ရှိရင်တော့ by plus time ပုံစံဆိုလို့ရှိရင်တော့ဒါနောက်ဆုံးထား၍ဆိုပြီးတော့ဘာသာပြန်လို့ရပါတယ် by Sunday တနင်္ဂနွေနေ့နောက်ဆုံးထား၍ by Monday တနင်္လာနေ့နောက်ဆုံးထားဒီလိုမျိုးပေါ့နော်ဘာသာပြန်လို့ရပါတယ်မင်းကငါ့ကိုကူညီစေချင်တာလားဒီလိုလေးရေးထားပေမဲ့လို့တကယ်အင်္ဂလိပ်စာကြောင်းရေးတဲ့အခါမှာမင်းကငါ့ကိုမင်းကိုကူညီစေချင်တာလားအနေနဲ့ရေးပြရမှာဖြစ်ပါတယ်မြန်မာစာကြောင်းမှာတော့နော်သိနေတဲ့အတိုင်းကိုမင်းကငါ့ကိုကူညီစေချင်တာလားသူ့ကိုအကူညီပြုစေချင်တာကွာပြောတဲ့သူကိုကူညီပြုစေချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ you က auto ပါမှာဒါပေမဲ့မြန်မာစာကြောင်းမှာဘာသာပြန်ရတာကဟိုထောက်နေတဲ့အတွက်ကြောင့်မလို့ဖြုတ်ချထားခဲ့တာ auto နားလည်ပြီးတော့ရေးတတ်ရမယ်ပေါ့နော်လာမေးခွန်းဖြစ်တဲ့အတွက်ကြောင့်မလို့ do ကိုရှေ့ထုတ်မယ်မင်းကဆိုတော့ do you ပြီးတော့ want O2 ရေးရမှာဆိုတော့ want object နေရာမှာငါ့ကိုဆိုတော့ me လေးထည့်ပေးလိုက်မယ် to infinitive ဆိုတော့ help ကူညီသည်ဆိုတာလေးရေးပေးလိုက်မယ်မင်းကိုဆိုတော့ you လေးထည့်ပေးလိုက်ဒါဆိုရင် do you want me to help you မင်းကငါ့ကိုမင်းကိုကူညီစေချင်တာလားသူတို့ကငါတို့ကိုစောစောရောက်စေချင်တယ် they want us to arrive early They want us to arrive early လို့ရေးလို့ရပါတယ်သူတို့ကဆို subject နေရာမှာ they ဒုတိယဆင့်အနေနဲ့ want ကိုရေးပေးမယ် want မှာ s မပေါင်းဘူးအများကြီးဖြစ်တဲ့အတွက် subject ကနော် object နေရာမှာငါတို့ကိုကျွန်ုပ်တို့ကိုဆိုတော့ us လေးထည့်ပေးလိုက်ပါပြီးလို့ရှိရင် to infinitive ဆိုတော့ရောက်စေခြင်းတယ်ဆိုတော့ arrive ရောက်ရှိသည်ဆိုတဲ့ verb လေးကိုရေးလိုက်မယ်စောစောဆို early ဆိုတဲ့ verb လေးကိုရေးပေးလိုက်နောက်ဆုံးမှထားပေးရမယ်ပေါ့နော်အချိန်ပြပုတ်လေးတော့ they want us to arrive early သူတို့ကငါတို့ကိုစောစောရောက်စေခြင်းတယ်သူကသူ့သားကိုဆရာဝန်ဖြစ်စေခြင်းတယ် He wants his son to become a doctor He wants his son to become a doctor လို့ရေးလို့ရပါတယ်အဲ့တော့သူကဆိုဆက်ချက်နေရာမှာ he လေးထည့်ပေးလိုက်မယ်ဒုတိယဆင့်နေနဲ့ want ကိုရေးရမှာပေါ့နော် he ဆိုတော့ want မှာ s လေးပေါင်းဖို့မမေ့ပါနဲ့ပြီးရင် want o2 ဆိုတော့ object က his son သူ့သားကိုဆိုတာလေးထည့်ပေးလိုက်မယ် to plus infinitive ဆိုတော့ဖြစ်စေခြင်းနဲ့ဆိုတော့ to ရဲ့နောက်မှာဖြစ်သည်ဆိုရယ် become ဆိုရယ် infinitive လေးကိုထည့်ပေးလိုက်ပါမယ် dt ဆိုရင်တော့ he wants his son to become သူကသူ့သားကိုဖြစ်စေခြင်းနဲ့ဘာဖြစ်စေခြင်းလဲဆရာဝန်တယောက်ဆို a doctor ဆိုတာလေးထည့်ပေးလိုက်ပါမယ်အကယ်၍ engineer တယောက်ဖြစ်စေခြင်းနဲ့ဆိုရင် become an engineer ထည့်ပေးလို့ရပါတယ်ဟုတ်ပြီနော် he wants his son to become a doctor ငါကလူတိုင်းကိုတိတ်ဆိတ်နေစေခြင်းနဲ့ I want everyone to be quiet I want everyone to be quiet လို့ရေးလို့ရပါတယ်ငါကဆို subject နေရာမှာ I ဒုတိယတစ်ဆင့်အနေနဲ့ want subject ဒီ I တွေ you တွေဆိုလို့ရှိရင်တော့အများကြီးနေမှာပါပါတယ်တချို့ကကျွန်တော်မှားပြီးရေး I ဆိုတော့ကျွန်တော်လေးတယောက်တည်းဆိုပြီး S တွေသွားထည့်လာရပေါ့နော်အဲ့ဒါကတော့လုံးဝအမှားအကြီးကြီးပေါ့နော်ဒါကတော့အခြေခံစပြီးတော့လေ့လာနေတဲ့လူတွေအမှားတချို့ပေါ့သတိထားပါနော်အဲ့လိုမျိုး I နဲ့ you နဲ့ကအများကြီးနေမှာပါပါတယ် I want as မပေါင်းပါဘူးနော်ပြီးတော့ object နေရာမှာလူတိုင်းကိုဆိုတော့ everyone ဆိုတာလေးထည့်ပေးလိုက်မယ်ပြီးတော့ to infinitive ဆိုတော့ quiet တိတ်ဆိတ်ငြိမ်သက်သော adjective ဖြစ်တဲ့အတွက် adjective ကို verb တစ်လုံးပြောင်းခြင်းရှေ့က verb to be နဲ့ပေါင်းဆက်ပေးရတယ် to နဲ့တွဲမှာဆိုတော့ verb to be ရဲ့အခြေခံဖြစ်တဲ့ BEP ပုံစံလေးကိုရွေးချယ်လိုက်မယ် be quiet အကယ်၍ be မသုံးခြင်း get နဲ့သုံးလို့လည်းရပါတယ် I want everyone to be quiet ငါကလူတိုင်းကိုတိတ်ဆိတ်နေစေခြင်းနဲ့သူမကငါကိုသူမကိုနောက်မှဖုန်းခေါ်စေခြင်းနဲ့She wants me to call her later.
She wants me to call her later လို့ပြောလို့ရပါတယ်သူမကဆို she ဒုတိယစနစ်နဲ့ want as ပေါင်းပေးရမယ် she ကအနေကိဟုတ်လို့ object နေရာမှာငါကိုဆိုတော့ me ဆိုတာလေးထည့်ပေးလိုက်မယ် to plus infinitive ဆို call ဖုန်းခေါ်သည်ဖုန်းဆက်စီဆို verb လေးကိုထည့်ပေးလိုက်မယ်ဖုန်းခေါ်စေချင်တာသူမကိုဆိုတော့ her ဆိုတာလေးတစ်စင်ထည့်ပေးလိုက်မယ်နောက်မှဆို later ဒါဆိုလို့ရှိရင် she wants me to call her later သူမကငါကိုနောက်မှဖုန်းဆက်စေချင်တာတဲ့ငါမိဘတွေကငါ့ကိုဥပဒေပညာသင်ယူစေခြင်းနဲ့လေ့လာစေခြင်းနဲ့ဆိုရင် My parents want me to study law My parents want me to study law အဲ့ငါမိဘတွေကဆိုဆက်ချက်နေရမှာ My parents ဒုတိယစနစ်နဲ့ want as ပေါင်းစရာမလို့ parents မှာအများကြီးဖြစ်တဲ့အတွက်ငါကိုဆိုတော့ me ဆိုတဲ့ object လေးထည့်ပေးလိုက်မယ် to plus infinitive ပုံစံလေးရေးမှာလေ့လာစေခြင်းနဲ့သင်ယူစေခြင်းနဲ့ဆို study ပြီးတော့မှ law ဆိုတာဥပဒေပညာရဲ့ဆို law လေးထည့်ပေးလိုက်မယ်ဒါဆိုရင် My parents want me to study law ငါမိဘတွေကငါဥပဒေပညာသင်စေခြင်းနဲ့လေ့လာစေခြင်းနဲ့ကဲဒါဆိုလို့ရှိရင်တော့ဒီနေ့ pattern 4လေးကိုလေ့လာခဲ့ပြီးပါပြီ pattern 4လေးရဲ့ပုံစံလေးကိုပြန်ပြောကြည့်ရအောင် subject want object to plus infinitive ဆိုတဲ့ပုံစံလေးမြန်မာလိုဖြစ်စေခြင်းသည်စေခြင်းသည်ဆိုပြီးဘာသာပြန်လို့ရပါတယ်ဒီ pattern လေးကိုနားလည်ရဆိုရင်ကိုယ့်မှာကိုယ်ပိုင်စာကြောင်းလေး2ကြောင်း3ကြောင်းလောက်ရေးကြည့်ပြီးတော့လေ့ကျင့်သွားခဲ့လို့ရပါတယ်နော် future way page လေးကနေပြီးတော့စကားပြော pattern လေးတွေပေါ့နော်ပုံစံလေးတွေအခုတရားတိတိကိုပညာဒါနအနေနဲ့မျှဝေပေးသွားမှာဟုတ်လို့လေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ page လေးကို follow လေးလုပ်ပြီးတော့နေ့စဉ်မပြတ်လေ့လာလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်